ဒီချက်တွေကြောင့်ကော်နာကဟော်လဝေးကိုလဲထိုးသွားမယ်လို့ခန့်မှန်းလိုက်တဲ့ပင်ပလက်တိုက်ခိုက်အားကစားစီးတွေကိုတင်ဆက်ပေးနေတဲ့ Case Side Channel ကနေပြန်လည်ကြိုလိုက်ပါတယ်။ဗရီပင်ပလက်ကတော့ USA 329ပြိုင်ပွဲမှာဝယ်သာဝေးတန်းနဲ့ရှင်ပြိုင်ရမှာဖြစ်လို့ဒါကော်နာမက်ဂရီကောအတွက်အကြီးမားဆုံးအသာစီးရမှုဖြစ်လာလိမ့်မယ်လို့ယူဆနေပါတယ်။ Island Fighter မက်ဂရီကောကဖိုက်တာဘွား22ပွဲနိုင်6ပွဲရှုံးလာတဲ့မှတ်တမ်းရှိထားသူပါ။ကော်နာဟာလာမယ့်ဇူလိုင်လ17ရက်နေ့မှာလက်ဖေးကန်မြို့က T-Mobile Arena မှာကျင်းပမယ့် USA 329ရဲ့ခေါင်းတွဲပွဲစဉ်အဖြစ်ဖိုက်တာဘွား28ပွဲနိုင်9ပွဲရှုံးလာတဲ့မတ်ဟော်လဝေးနဲ့မကြေပွဲအဖြစ်ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ဒါကော်နာအတွက်9နှစ်တာကာလအတွင်းပထမဆုံးအကြိမ်ပြင်တန်စကာကျိုးဝိုင်းနဲ့ပြန်လည်ဝင်ရောက်လာတာလည်းဖြစ်ပါတယ်။ဗဂီရီရဲ့လေးပေးမှုမှာတော့ဟော်လဝေးကအသာရနေပါတယ်။ဒါပေမဲ့ဟော်လဝေးကတခါမှမကစားဘူးသေးတဲ့ဝေးတန်းမှာရှင်မြန်ရမှာဖြစ်လို့ပင်ပလက်ကတော့မက်ဂရီကောရဲ့အခွင့်အရေးပေါ်ယုံကြည်မှုရှိနေပါတယ်။ကျွန်တော်ပုဂ္ဂိုလ်ရေးမိအားပြောမယ်ဆိုရင်ဒီပွဲကဝေသာဝေးတန်းမှာဖြစ်နေတာကြောင့်ကော်နာကသူ့ကိုအလဲထိုးပစ်လိုက်မယ်လို့မြင်ပါတယ်။လူတိုင်းကကော်နာကို short တွက်နေကြပြီးမှတ်ပဲနိုင်လိမ့်မယ်လို့ထင်နေကြတာပါ။တကယ်လို့ပွဲကနောက်ဆုံးအဆင့်အထိအထိရောက်သွားမယ်ဆိုရင်တော့ဟုတ်ပါတယ်။မတ်မာကကာရီယိုနဲ့ထိုးချက်အချိန်များတဲ့အားသာချက်ရှိတာကြောင့် Stand 5မှာကော်နာကိုစာပြီးအသာစီးရလာနိုင်ပါတယ်။ဒါပေမဲ့ဝေသာဝေးတန်းမှာထိုးရမယ်ဆိုတဲ့အချက်ကကော်နာအတွက်အပေါ်ကျိုးရှိစေတယ်လို့ထင်ပါတယ်။ဘာလဲဆိုတော့ lightweight တန်းတုန်းကတော့ချားအိုလီဗီယာကမတ်ကိုခန္ဓာကိုယ်သေးသွားအောင်လုပ်ပြနိုင်ခဲ့တာလေ။အဲဒါကြောင့်အခုဝေသာဝေးတန်းမှာဆိုရင်မတ်နဲ့ရှင်ကော်နာဘလောက်တောင်ထွားချိုင်းနေမလဲဆိုတာတွေးကြည့်ုံနဲ့သိနိုင်ပါတယ်လို့ပင်မလက်ကခံမှန်းပြောကြားသွားခဲ့ပါတယ်။ဗီဒီယိုလေးကတော့ပါပဲ။ World Championship UFC လက်ဝဲနဲ့ MMA အကြောင်းအစုံတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Case Side Channel လေးကို Like and Follow နဲ့ Subscribe လေးပြုလုပ်ပေးထားဖို့လည်းမေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ။